ပထမဆုံးအနေနဲ့အာဆင်နယ်အသင်းကိုပရီးမီးယားလိဖလားကြီးပြန်လည်ကင်မြောက်ခွင့်ရတော့မှာဖြစ်တဲ့အတွက်ဂုဏ်ပြုပါတယ်လို့အရင်ဆုံးပြောချင်ပါတယ်။အာဆင်နယ်အသင်းအနေနဲ့20ကျော်ကြာဝေးကွာနေခဲ့တဲ့ပရီးမီးယားလိဖလားကြီးကိုတော့ဒီ2025-2026ရာသီကုန်မှာပြန်လည်ကင်မြောက်သွားနိုင်တော့မှာဖြစ်ပါတယ်။ဒီနေ့မနေ့12နာရီချိန်တိတိမှာတော့ပရီးမီးယားလိပွဲစဉ်30ဖြစ်အာဆင်နယ်အသင်းဟာအေဗာတန်အသင်းကိုသူတို့ရဲ့အိမ်ဝင် Emirates Stadium မှာအခမ်းကစားခဲ့ပါတယ်။ဒီပွဲစဉ်မှာတော့အာဆင်နယ်အသင်းဟာအေဗာတန်အသင်းကိုခက်ခက်ခဲခဲရှင်းမြန်ကစားခဲ့ရတယ်ဆိုပေမဲ့လူစားဝင်လူငယ်ကစားသမားလေး Match Tower ရဲ့ခြေစွမ်းပြသမှုနဲ့အတူ2ဂိုးမရှိဆိုတဲ့ရလဒ်နဲ့အေဗာတန်အသင်းကိုအနိုင်ရရှိခဲ့ပါတယ်။အာဆင်နယ်အသင်းတို့ဂိုးတွေကိုတော့လူစားဝင်ကစားသမားတွေဖြစ်ကြတဲ့ Victor Yogurt နဲ့ Match Tower တို့ကတကိုးစီသွင်းယူပေးခဲ့ကြပါတယ်။ဒီနေ့ပွဲမှာဂိုးသွင်းယူနိုင်ခဲ့တဲ့လူငယ်ကစားသမားလေး Match Tower ဟာဆိုရင်လည်းအသက်16နှစ်83ရက်နဲ့ပရီးမီးယားလိရဲ့အငယ်ဆုံးဂိုးသွင်းသူအဖြစ်မှတ်တမ်းတင်နိုင်ခဲ့ပြီပဲဖြစ်ပါတယ်။အာဆင်နယ်အသင်းနဲ့ပရီးမီးယားလိချန်ပီယံဆုအတွက်အဓိကရှင်ပြိုင်နေခဲ့တဲ့ Manchester City အနေနဲ့လည်းဒီနေ့မနက်2:30အချိန်မှာဝမ်အသင်းရဲ့အိမ်ဝင် London Stadium မှာတစ်ဖက်တကိုးစီတည်ကြခဲ့တာကြောင့်အာဆင်နယ်အသင်းအနေနဲ့ Manchester City ရဲ့အသင်းရဲ့အထက်မှာတပွဲပိုကစားထားပြီး6မှတ်အထိကိုဖြတ်တောက်ထားနိုင်ခဲ့ပြီဖြစ်ပါတယ်။ဒါကြောင့်မလို့လဲလက်ကျန်9ပွဲသာကစားကြလိုတော့တဲ့အာဆင်နယ်အသင်းအနေနဲ့ပရီးမီးယားလိချန်ပီယံဆုကြီးကိုဂျာတီကုန်မှာကင်မြောက်သွားနိုင်တော့မယ်ဆိုတာတေချာနေခဲ့ပြီပဲဖြစ်ပါတယ်